ခမီးတော်တားတော်တန်ရှင်သောဝိညာဉ်တော်ဤနာမတော်မြတ်နှင့်အာမင်ကိုးကွယ်ခြင်းမေတ္တာအိုဖျားမြတ်စွာသခင်စိတ်နှလုံးအကျွမ်းမဲ့ကိုရော့ကိုချစ်မြတ်နိုး၍ရိုသေစွာကိုးကွယ်ပါသည်အကျွန်ုပ်ကိုဖန်ဆင်း၍ဘာသာသူခရစ်ယာန်ဖြစ်စေသောကျေးဇူးတော်နှင့်ဤနေ့၌ကိုနှင့်အသက်နှင့်တကွထားတော်မူသောကျေးဇူးတော်ကိုအဘယ်သို့ဆက်တည်နိုင်ပါမည်နည်းဤနေ့၌ကျင့်ဆောင်ခဲ့သောကောင်းမှုဟူသည်များကိုကိုရောအားပူဇော်ပါ၏ဘေးရန်မကောင်းမှုမှလွတ်ကင်းစေတော်မူပါမည်အကြောင်းညွတ်တွားစွာအကျွန်ုပ်တောင်းလျှောက်ပါသည်ဖျားအာမင်ကျေးဇူးဆက်တင်ခြင်းမေတ္တာအိုဖျားသခင်ကျွန်ုပ်အားဤနေ့ရက်တွင်ဘေးရန်အပေါင်းတို့မှကွယ်ကာစောင့်ရှောက်ခြင်းအတွက်၎င်းကိုရောဤအထံတော်မှရရှိခဲ့သောကောင်းကြီးမင်္ဂလာကျေးဇူးဖျားဖျားတို့အတွက်၎င်းကျွန်ုပ်သည်ကိုရောကိုကျေးဇူးတင်ပါသည်ကျွန်ုပ်မှားယွင်းကျူးလွန်မိသောအပြစ်တို့၏အခွင့်လွတ်ခြင်းကိုလည်းကျွန်ုပ်သည်ညွတ်တွားစွာအတနာတော်မြတ်ခံပါသည်မနက်ဖြန်နေ့၌တာ၍ကောင်းစွာပြုကျင့်နိုင်အောင်ကိုရောဤတန်ရှင်သောကျေးဇူးတော်ကိုထက်လောင်း၍ကျွန်ုပ်အားပေးသနာတော်မူပါအာမင်အပြစ်တို့ကိုရှောက်ရသောမေတ္တာကျွန်ုပ်သည်စိတ်နှုတ်အကျင့်တို့ဖြင့်အကျဉ်းများစွာကျူးလွန်၍အပြစ်တို့ရောက်မိကြောင်းကိုအနန္တတကုရောနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသခင်အစင်သီလနှင့်ပြည့်စုံတော်မူသောကညာမာရိယာမွန်မြတ်သောတရားမင်းမိခာအဲမွန်မြတ်သောစံဘတ်တိစတာတပိတော်ကြီးတန်ပေထရူတန်ဘောလူနှင့်ယဟန္တာအပေါင်းတို့အားကျွန်ုပ်လျှောက်ပါသည်ကျွန်ုပ်အပြည့်ကြီးလာပါသည်ဖြစ်၍အစင်သီလနှင့်ပြည့်စုံတော်မူသောကညာမာရိယာမွန်မြတ်သောတရားမင်းမိခာအဲမွန်မြတ်သောစံဘတ်တိစတာတပိတော်ကြီးတန်ပေထရူတန်ဘောလူနှင့်ယဟန္တာအပေါင်းတို့အားကျွန်ုပ်ဖို့ဘုရားသခင်ထံဆုတောင်းပါမည်ကြောင်းကျွန်ုပ်တောင်းလျှောက်ပါသည်အာမင်မိမိအပြစ်သိအောင်လျှောက်ခြင်းမေတ္တာအလင်းတော်ဤမူလယင်ဖြစ်တော်မူသောတန်ရှင်သောဝိညာဉ်တော်ဖျားအပြစ်ငရဲဤဆိုးညစ်သောအဖြစ်တယုတ်ကိုကျွန်ုပ်မျက်မှောက်မှဖုံးလွှမ်းကွယ်သောအမှောင်အကားကိုဖယ်တော်မူပါအပြစ်မကောင်းမှုဟူသည်များကိုယွန်းရှာပြစ်ပယ်ကြောက်လန့်သောသဘောကိုကျွန်ုပ်၌ဖန်ဆင်းတော်မူပါအာမင်နာကျင်ခြင်းမေတ္တာအတုမရှိကောင်းမြတ်တော်မူလာသောအရာခတ်သိမ်းတို့ထက်ချစ်ခင်ထိုက်သောအပြစ်ဟုသည်များကိုလည်းမုန်းတော်မူထားသောဖျားရှင်ကိုကျွန်ုပ်ပြစ်မှားကျွလွန်မိပါသောကြောင့်ပြင်းစွာသောနာကျင်ခြင်းရှိပါသည်နောက်ကိုရောဤဆောင်မတော်မူခြင်းကိုအမိပြု၍အပြစ်ဟုသည်များနှင့်အပြစ်တို့ပို့သောလမ်းများကိုလည်းတည်သည့်တိုင်အောင်ကျင့်ရှောင်ပြစ်ပယ်ပါမည်အကြောင်းငြင်းမြန်စွာကျွန်တော်ဝန်ခံပါသည်အာမင်တနာချင်းဤမေတော်ဖြစ်ထသောဉာဏ်ဝတ္တရားစွာသက်ရှင်ခြင်းချမ်းသာကိုပေးတတ်သောကျွန်ုပ်တို့တောင်းတမျှော်လင့်ရလည်းဖြစ်သောသခင်မမင်္ဂလာရှိစေတည်းဆင်းရဲရဌာန၌ရှိနေကြသောကျွန်ုပ်တို့ဧဝသားစုတို့သည်သခင်မအထံတော်သို့ကြွေးကြော်လျှောက်ကြပါသည်ဤမြဲရေယိုရာအရက်ကညီးတွားငိုကြွေးခြင်းနှင့်သခင်မနောက်တော်သို့ကျွန်ုပ်တို့စုပန်တောင်းလျှောက်ကြပါသည်ကျွန်ုပ်တို့၏ရှိနေရှိရဖြစ်သောသခင်မတနာတတ်သောမျက်စိတော်ကိုကျွန်ုပ်တို့စီသို့လှည့်လည်တော်မူပါကျင်နာတနာခြင်းချစ်ခင်ဆုံမတ်ခြင်းတိမ်မွေ့နူးညံ့ခြင်းသီလနှင့်ပြည့်စုံတော်မူသောဘုကညာမာရိယာဤဆင်းရဲရာဌာနမှလွတ်မြောက်သောအခါသခင်မ၏ဝမ်းကောင်း၌ပရိသေတွေဆွဲတော်မူခဲ့သောအထူးမွန်မြတ်တော်မူလာသောသားတော်ယေရှုကိုကျွန်ုပ်တို့အားပြတော်မူပါအာမင်ရွှေလက်တော်၌ကိုယ်စိတ်နှပါကိုအပ်လိုက်ခြင်းမေတ္တာကျွန်ုပ်၏ဖျားသခင်ကျွန်ုပ်တရားမည်အကြောင်းကိုအမှန်သိပါ၏
တေခြင်းအချိန်ကိုကအကျွန်ုပ်မရိပ်မိနိုင်ပါတို့ရတွင်အကျွန်ုပ်မအိတ်ခင်ကိုယ်စိတ်နှစ်ပါးကိုရွှေလက်တော်၌အပ်လိုက်ပါသည်အလိုတော်ရှိ၍ချိန်ချက်တော်မူသည့်အချိန်၌အသက်ဆုံးခြင်းကိုခံချင်ပါသည်ထိုကြောက်မက်ဖွယ်သောအချိန်ပေါ်လာသောအခါယေရှုသခင်၏ရွှေမျက်နှာတော်ကိုထောက်တော်မူ၍အပြစ်များကိုချမ်းသာပေးသနာတော်မူပါအာမင်ကိုယ်ဆောင်တရားအားပြုအပ်သည့်မေတ္တာဖျားရှင်ကအမိန့်တော်ရှိ၍ကျွန်ုပ်ကိုစောင့်သောတရားကျွန်ုပ်အားနိညာမပြတ်ဆုံးမသွန်သင်ကြည်ရှုဆောင်မတော်မူပါအာမင်ယေရှုမာရိယာစုစေယေရှုမာရိယာစုစေအရှင်မြတ်တို့အားအကျွန်ုပ်၏နှလုံးနှင့်အသက်ဝိညာဉ်ကိုအနံ့ပူဇော်ပါ၏ယေရှုမာရိယာစုစေကျွန်ုပ်အသက်ထွက်ခံဤသောအခါကျွန်ုပ်ကိုကြည်ရှုဆောင်မတော်မူကြပါယေရှုမာရိယာစုစေရှင်မြတ်တို့၏အပေါင်းအသင်း၌ညီသက်ခြင်းနှင့်တည်ရပါစေသောအာမင်ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်နှင့်အာမင်